ကဲပရိသတ်အချစ်တော်ဗရော်နီကာပရိသတ်အချစ်တော်ကနေပရိသတ်မချစ်တော်ဆိုရင်နာမည်မျိုးရသွားပြီဗရော်နီကာကတော့အားလုံးလေးသိကြတယ်ပရိသတ်တွေဝေဖန်မှုကိုလုံးဝမခံတဲ့သူဖြစ်တယ်ပရိသတ်တွေကဒါနည်းနည်းပါးပါးလုံးလုံးဂျူးဂျူးစကားလေးတစ်ခုပြောလိုက်တာနဲ့မအားပြီးရင်နေငါ့ကိုမကြည့်ခြင်းဘလောက်သွားငါ့ unfollow လုပ်သွားငါလုံးစရာရှိတာကိုဆက်လုပ်မယ်ငါပါငါပြောစရာရှိတာကိုပြောမယ်ဆိုပြီးတော့เนาะပြီးတဲ့အခါကျတော့ဒါသူရဲ့တိုက်ခိုက်ရင်းနဲ့ပတ်သက်ပြီးတော့လေတော့ချန်ပီယံမဖြစ်နိုင်တော့ဘူးအသက်ကကြီးနေပြီဆိုတဲ့အနေထားမျိုးလေသူကလုံးဝဟိုနေ့ကပြန်လဲအဲ့ဒီပြောတဲ့ပရိသတ်ကိုဆဲပလိုက်တာပဲဖြစ်ပါတယ်เนาะအသက်ကြီးတာနဲ့ပဲချန်ပီယံမဖြစ်ရတော့ဘူးလားဆိုတဲ့အနေထားမျိုးပေါ့လေပြီးတဲ့အခါကျတော့အခုလိုမျိုး line ပေါ်မှာသူကဒီ social media ကိုအရင် addictive ဖြစ်တယ်ဗျာဆွဲလန်းနေဆိုတဲ့အနေထားမျိုးဝေဖန်ကြတယ်နော် fighter တယောက်ကချန်ပီယံဖြစ်ဖို့ကအရေးကြီးတယ်ဒါပွဲတစ်ပွဲနှစ်ပွဲထိုးပြီးတော့ပတ်စံရရုံနဲ့မပြီးဘူးပရိသတ်တွေလိုချင်တဲ့နော်ဒါ main ကိုယ်တိုင်ဒီမှန်းချက်ဆိုတာရှိရတယ်ချန်ပီယံဖြစ်ဖို့အတွက်ဒါ online သုံးတာကို short ပြီးတော့ Facebook မှာငွေရှာတာကို short ပြီးတော့တကယ်လက်တွေ့ main ကျွန်တော်တို့เนาะချန်ပီယံဖြစ်တဲ့ကြိုးစားတဲ့နေဆိုတဲ့ဝေဖန်မှုမျိုးတွေကိုလည်းသူကပြန်လဲပြီးတော့ပရိသတ်တွေကိုဆဲဆိုတွေပြောတဲ့ပရိသတ်တွေကို block တယ်ပေါ့နော်အခုတော့ဒါအရန်ဟိုမှာစွာနေတဲ့ Veronica ရဲ့အဆုံးသတ်လို့ပဲကျွန်တော်ပြောရမလားပေါ့လေဒါနည်းနည်းနာတော့ကျွန်တော်နေမပြောချင်ဘူးဒါလည်းသူ့ရဲ့ဆုံးဖြတ်ပိုင်ခွင့်သူ့ရဲ့ရွေးချယ်ပိုင်ခွင့်เนาะ human rights ပဲဆိုတော့လေအခုကပါတနိုင်ငံလုံးမှာ Veronica နဲ့ပတ်သက်ပြီးကျွန်တော်မြင်နေရကြတယ်တကယ်လို့မှစိတ်မကောင်းနော်အဲ့ဒါကတော့ဒါစူပါရီဂျန်တို့အဖွဲ့ကိုဗျာဒါဘရော်နီကာကစီးကိန်းမှာသွားပြိုင်နေစကောင်စီရဲ့ကြီးချက်နော်ဂျီမူကိုကဲမှုအောက်ကနေသွားပြီးတော့နော်စီးကိန်းသွားပြိုင်နေစူပါရီဂျန်တို့အဖွဲ့ကိုဘရော်နီကာသွားအားပေးပြီးတော့နော်စစ်ကောင်စီကိုထောက်ခံလိုက်တဲ့အနေထားမျိုးနဲ့သွားပြီးတော့အားပေးခဲ့တဲ့တပ်ပုံသေးနဲ့အားပေးတယ်ပေါ့ဒါကိုတနိုင်ငံလုံးကပြည်သူတွေကလုံးဝမကြိုက်ကြဘူးစစ်ကောင်စီကိုအားပေးတယ်ဆိုပြီးတော့ social punishment လုပ်ကြရတယ်ပေါ့နော်အဲ့ဒါ social punishment လုပ်တာကိုဘရော်နီကာတွေ့တော့ပြန်ပြီးတော့နော်သူဟာနိုင်ငံရေးနဲ့မသက်ဆိုင်တဲ့လူသားဖြစ်ကြောင်းเนาะအားကစားကိုအားကစားလို့အားပေးတာသာဖြစ်ကြောင်းမကြိုက်ရင် unfollow လုပ်တော့ block သွားဆိုပြီးတော့ပြည်သူတွေကိုထပ်ပြီးစင်ခေါ်လိုက်တဲ့ခါမှာပြည်သူတွေကစောက်တဲပေါက်ပြီးတော့ Veronica ရေနင်းဆိုတာပြိတ္တတွေနဲ့ရက်တီတာပြိတ္တတွေကနည်းနည်းလေးဝေဖန်လိုက်တာနဲ့နည်းနည်းလေးဟွာလှုပ်လိုက်တာနဲ့အဲ့လောက်ဒီစွာနေငါတို့မင်းကို unfollow လုပ်မယ်ပြည်သူတွေရဲ့ social punishment